ညစာစားဖို့အတွက်ဒီဥစ္စာလေးဝယ်ထားပါတယ်ဒီဥစ္စာ discount ချတဲ့အချိန်မှာဝယ်လိုက်တာဆိုတဲ့ခါကျတော့494 ရန်နေပြီးတော့မှ412ရန်ဖြစ်သွားပါတယ်ဆယ်မွန်ငါ့ကိုกินထားတဲ့ထမင်းဘူးလေးပဲဖြစ်ပါတယ်အဲ့ဒါဆိုညစာတော့ဒါလေးစားပါမယ်မဝလို့ရှိရင်ပေါင်မုံနေပါစားပါမယ်ဒီဥစ္စာတော့ဆယ်မွန်ငါ့ကိုกินထားတဲ့ဟာပဲဖြစ်ပါတယ်မင်းမူးထဲမှာဒါမျိုးလေးပါတာရေဒီလိုမျိုးငါးလေးက2တုံးရယ်ဒါကသူတို့ဂျပန်နေစားကြတဲ့ရန်ဟင်းကြီးဘာခေါ်လဲတော့မသိဘူးချိုးစီစီနဲ့စိတ်ညစ်စရာကြီးဒီဟာကိုတော့တကယ်မကြိုက်တဲ့ခါကျတော့နှုတ်ပြပါမယ်အဲ့ဟာကတော့တကယ်မကြိုက်တဲ့ခါကျတော့သူထည့်ထားတဲ့အဲ့နာအပိုင်းလေးကိုနှုတ်ပလိုက်ပါမယ်စိတ်ညစ်စရာကောင်းပါလေဂျပန်နေထမင်းချက်တာနည်းနည်းစိတ်ဝင်စားစရာကောင်းတယ်ကိုလည်းဂျပန်ထမင်းတွေဟင်းနေမချက်ဘူးကြီးအဲ့ဒါဆိုတော့ဘယ်လိုချက်ရတာလဲမသိဘူးပေါ့နော်ဒါပေမဲ့အင်တာနက်မှာကြည့်ရဲဆိုလို့ရှိရင်သူတို့ကထမင်းဟင်းချက်တဲ့အထဲမှာအဲ့လိုရှောယူဆိုတယ်သူတို့ဂျပန်ငံပြားကြီးတွေပါအဲ့လိုအစုံအစီကြီးထမင်းထဲမှာအလုံးရောသပြုံးထည့်ပြီးတဲ့ခါကျတော့အဲ့ဟောင်ချက်လိုက်တာအဲ့မှာလည်းဒီလိုအယောင်လေးတွေပါလေရလာတာသူထမင်းချက်လို့ရှိရင်အဲ့လိုမျိုးချက်ကြများတယ်ပေါ့နော်ကိုယ့်အသာကိုဆိုလို့ရှိရင်တော့သူတို့ဂျပန်ချက်နီးမျိုးလိုက်မချက်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဝယ်စားတာတို့ဆိုင်နေမှာသွားစားတာတို့ဆိုလို့ရှိရင်တော့စားလို့ကောင်းတယ်အထူးသဖြင့်ဆိုင်မှာသွားစားလို့ရှိရင်ပိုကောင်းတယ်သူကပူပူလေးနဲ့အဲ့ထမင်းထဲမှာမှုိုလေးတွေတို့မြစ်ကလေးတွေတို့အဲ့လိုမျိုးအစုံအစီလေးပါတယ်အဲ့ဒါဆိုတော့ဆိုင်မှာသွားစားလို့ရှိရင်တော့ပိုကောင်းတယ်ပေါ့နော်အခုဒီထမင်းဘူးလေးကဒီထမင်းကကြတော့မကောင်းပါဘူးဘာလို့လဲဆိုလို့ရှိရင်ကြတော့သူကစူပါမားကတ်ကဆိုတဲ့ခါကျတော့စူပါမားကတ်ကဆိုင်ထက်စားလို့ရှိရင်တော့သူကရောင်းတန်းရောင်းတန်းဆိုတော့အဲ့လောက်ကြီးဆိုင်ရလို့ရတာမျိုးတော့မရဘူးဒါမဲ့လည်းမကောင်းပါဘူးကိုယ့်ကိုလှုပ်ရှားရမယ်ဆိုလို့ရှိရင်ဒီဆယ်မွန်ငါ့ကိုလည်းဘလို့မှလုံမစားပြဘူးဂျပန်မှာဆိုဆယ်မွန်ငါ့ကြီးပေါ်တယ်လေဒါပေမဲ့မစားပြဘူးကိုယ့်အသာဆိုလို့ရှိရင်ဘာလို့လဲဆိုတဲ့ခါကျတော့မလုံတယ်လို့အခုဆိုလို့ရှိရင်မြင်ရတဲ့အတိုင်းပဲငါးလေးကိုกินထားတာလုံးဝတူးလည်းမတူးဒီတိုင်းစားလို့ကောင်းกินထားတယ်ကိုယ့်အသာဆိုရင်ကြော်တယ်ဆိုရင်လည်းစီတွေကများတဲ့ခါကျကြော်တာလည်းမစားကြဘူးကိုယ့်အသာကိုกินမယ်ဆိုလို့ရှိရင်လည်းกินလိုက်တာလက်လွန်တော့တူးသွားတယ်ပါဖြစ်တာအဲ့ဒါကြောင့်မလို့ဒီလိုမျိုးငါးရည်ဆိုကိုယ့်အသာကိုတိတ်ပြီးတော့မလုံစားပြဘူးမဲ့ရှေ့လျှောက်မှာတော့လှုပ်ရှားကြည့်ဖို့ကြိုးစားပါမယ်ဒီတော့ပါရထမင်းကတော့စားလို့မကောင်းပါဘူးဒါပေမဲ့စားလို့တော့ကုန်သွားပါပြီငါးလေးကကောင်းတာဆိုတော့ကုန်သွားပါပေါ့ဒီဘူးလေးဆိုလို့ရှိရင်ကြည့်သေးသေးလေးဟုတ်တယ်မလားဒီထဲမှာပါရထမင်းလေးဆိုလဲနည်းနည်းလေးရုပ်စာကိုနေ့လယ်စာအနေနဲ့စားရမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ဆိုလို့ရှိရင်မဝဘူးဒီထမင်းဘူးလေးတဘူးတဲ့နဲ့ဘိုင်းမပြည့်စေဘူးပေါ့နော်ဒါပေမဲ့ဂျပန်နေရကြတော့ဒီထမင်းဘူးတဘူးဆိုလို့ရှိရင်တို့တို့အတွက်လုံးဝဘိုက်ပြည့်သွားပြီပဲတခုတော့ရှိရပါတော့အဲ့ချိန်မှာသူကဘိုက်ပြည့်တိလိုက်မယ်ဒါပေမဲ့တနေကုန်တော့ဘိုက်ထဲကဂူဂီဂွန်ဂွန်ဆိုတဲ့ဘိုက်စားနေတဲ့အတန်တွေကတော့သူတို့ဘေးနားမှာထိုင်တနေကုန်ကြားရတယ်ပေါ့နော်အဲ့ဆိုတော့စဉ်းစားနေတာသူတို့ကထမင်းလေးတော့နည်းနည်းလေးစားတယ်ပေါ့ဒါပေမဲ့တနေကုန်ဘိုက်ထဲကအတန်တွေမြည်နေမှာတော့ဘာထူးမှလဲပေါ့တော်ဝင်းချင်းကိုလည်းအနောက်ရှက်ဖြစ်စေကိုကမုံလေးတစ်ခုခုစားမယ်ဆိုလို့ရှိရင်ကိုဘေးကလူကဘိုက်ထဲကဂွီဂွီဂွီဂလူးဂလူးဂလူးဆိုပြီးမြည်နေတဲ့ခါကျတော့သူ့ကိုကျွေးလိုက်ရမှာလားကျွေးလိုက်လို့ရှိရင်လည်း तू အတန်မြည်တဲ့ချိန်ကျမှကိုကသွားကျွေးတော့ကောင်းမှမလားအဲ့လိုမျိုးတွေကလည်းတွေးရသေးတယ်ခါလေကြလို့ရှိရင်လည်းကိုကြိုက်တဲ့မုံဆိုရင်ကိုကတော့ကိုပဲစားကြတာသူရောက်ကျွေးချင်ဘူးလေဟုတ်တော့မလားအဲ့ဆိုတဲ့ခါကျတော့အဲ့လိုနည်းနည်းတွေးရတော့များရတယ်ဗောနော်ဘေးလူတွေအနေနဲ့ဆိုလို့ရှိရင်ဂျပန်တွေကတော့အဲ့လောက်ပဲစားကြတာပါတချို့ဂျပန်တွေဆိုလို့ရှိရင်ဒီလိုပေါင်ပုံလေးတစ်ချက်နဲ့ပြီးသွားပြီပါရှိရည်လုံးဝစဉ်းစားလို့မရအောင်